အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကကျွန်တော်နဲ့ကျွန်တော်ဆရာမလေးနဲ့ဝိတ်ချနေတာဆိုတော့အပြင်စားတွေဆိုရင်တော့ကျွန်တော်တို့တနိုင်သမျှရှောင်းတယ်အရင်တော့ဆိုတော့ကျွန်တော်အချိုတွေရမ်းစားတယ်ဒီ snack တွေကိုအပြင်က snack တွေကို short ချလိုက်တဲ့အတွက်ကြောင့်မလို့အခုတော့အိမ်မှာကိုယ်တိုင် snack လေးလှုပ်စားဖြစ်တယ်ဆိုတော့အဲ့ဒါ border တွေကိုလည်းနည်းနည်းမျှဝေပေးခြင်းလို့ကျွန်တော်တို့လိုက်ကြည့်လိုက်အောင်ဒါကျွန်တော်ရဲ့ snack တွေဒါပါမပစ္စည်းအကုန်ပဲပေါ့နော်Greek yogurt ကို40 gram သုံးထားတယ်။ဒါကျွန်တော်တည့်ရသီးလေးတွေကိုအတုံးလေးတွေတုံးပြီးတော့ဒါ80 gram ကျွန်တော်တဘာဝပြားရည်စစ်စစ်အဲ့ဒါလေးကိုကျွန်တော်10 gram ကြက်ဥတစ်လုံး oatmeal ဒါ20 gram ပေါ့နော်။ပြီးရင်နွားနို့ low fat နွားနို့ကို25 ml ဒါကျွန်တော်ရဲ့ပေါင်ပစ္စည်းပါโอเคကျွန်တော်ထည့်မယ်ကျွန်တော်လည်းနေပဲကြိုင်မယ်နော်ဖြစ်ခိုင်းနေငယ်နော်နို့ကျုပ်တလုံးပုံမျိုးကျွန်တော်ခွက်ကလေးမကတ်သွားအောင်လို့ပေါ့နော်စီလေးနည်းနည်းလိုက်တုပ်လိုက်မယ်ဒီနေ့ကတော့ကျွန်တော်ဝိတ်ချနေတဲ့အချိန်မှာလွယ်လွယ်ကူကူနဲ့လှုပ်ရှားဖြစ်ခဲ့တဲ့ snack လေးကိုလုပ်ပြသွားတာဖြစ်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်တွေ့ပါမယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့အားလုံးကျေးဇူးများကြီးတင်ပါတယ်